ဒီနေ့တော့ကျွန်တော်အမြဲလိုချက်စားဖြစ်တဲ့ထိုင်းမဟင်္ဂါလေးကိုဒီတစ်ခေါက်မှာတော့အစာပလာစုံစုံလင်းလင်းလေးနဲ့ချက်စားဖြစ်ပါတယ်ခင်ဗျာထိုင်းမဟင်္ဂါချက်ဖို့အတွက်ငါးတကောင်ကိုစားရယ်စပလင်ရယ်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ချက်ချီတော့ကိုလည်းငရုတ်ကောင်းရယ်စပလင်ရယ်ရှောင်းရွက်ရယ်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြုတ်ထားတဲ့ငါးလေးရပြီဆိုလို့ရှိရင်တော့ငါးကိုဆက်ထုတ်ထားလိုက်မယ်ငါးပြူကြီးကိုတော့ဟင်းရည်ထဲမှာထည့်ဖို့အတွက်စကားစစ်ချထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့သူနဲ့တွဲဆောင်မဲ့အသီးရွက်တွေကိုပြင်ဆင်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့စပလင်နဲ့ရှောက်ရွက်ရယ်ထိုင်းငရုတ်သီးအနှင်းရယ်အယုတ်နှွှထားတဲ့ငါးတွေကိုထည့်ပြီးတော့ခဏလောက်စီသတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ငါးပြူကြီးကိုထည့်ချက်ချီတော့နဲ့ချက်သွေးကိုထည့်ပြီးတော့ခဏလောက်ပြန်မှွေထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့သူ့ရဲ့အဓိကဖြစ်တဲ့ထိုင်းငပိတစုံစားရယ်အချုံမို့ရယ်အနံပြာကြီးလိုတလောက်ရယ်အုံနုကိုတော့ကျွန်တော်က RID တစ်စိတ်ဘူးသေးလေးကိုတဝက်သုံးထားပါတယ်ခင်ဗျာအုံနုတွေလက်ဆောင်ပို့ပေးလိုက်တဲ့ RID ကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့အစင်သစ်ပြင်ထားတဲ့အသားလုံးရယ်ချက်သွန်မေးရယ်ငရုတ်သီးအနီတောင်းလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့ထိုင်းမဟင်္ဂါလေးကကြက်ပါပြီခင်ဗျာကဲကျွန်တော်ကတော့အသီးအရွက်စုံစုံလေးလေးနဲ့ဗန်အကြီးကြီးတွေကိုထည့်ပြီးတော့အားရပါရစားလိုက်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ